ပဒုံမာဒေဝီကိုနန်းတော်ပြင်ကိုနှင်ထုတ်လိုက်ပါတော့တယ်။မိဖုရားဘဝကနေအပေခံဘဝကိုရောက်သွားတဲ့ပဒုံမာဒေဝီဟေမဝန္တာတော်ရဲ့မြူနင်းတွေကြားမှာစိမ့်လန်းတဲ့ရေကန်ကြီးတစ်ခုရှိတယ်။လေတိုက်လိုက်တိုင်းရေလိုင်းလေးတွေနဲ့အတူကြာပန်းနှံ့ကတင်းပြတ်နေတာအဲ့ဒီရေကန်အလဲကကြီးမားလွန်းတဲ့ကြာပန်းကြီးတစ်ပွင့်ထဲမှာကလေးမလေးတစ်ယောက်ရှိနေတယ်။သူမနိုးလာတဲ့အချိန်မှာဘေးပတ်လဲမှာဘယ်သူမှမရှိဘူး။သူမပထမဆုံးမြင်လိုက်ရတဲ့လူသားကတော့တတိရှာထွက်လာတဲ့ရသေးကြီးတစ်ပါးပါ။သူမလမ်းလျှောက်လိုက်တိုင်းမြေကြီးပေါ်မှာကြာပန်းလေးတွေကတပွင့်ပြီးတပွင့်ဝေစားလို့ရသေးကြီးကသူမကိုပဒုံမာလို့ခေါ်ပြီးတောတောင်တွေကြားမှာပဲတိတ်တိတ်ဆိတ်ဆိတ်မွေးမြူခဲ့တယ်။ဒီနေ့မှာတော့တောပန်းလေးဟာနန်းတော်ထဲကိုရောက်သွားခဲ့ပါတယ်။ဗာရာဏသီမင်းကြီးကသူမကိုမြင်မြင်ချင်းဆွဲလန်းသွားပြီးတောကနေခေါ်ဆောင်သွားခဲ့တာပါ။သူမဟာနန်းတော်ထဲမှာမိဖုရားကြီးဖြစ်လာခဲ့ပေမဲ့နှလုံးသားကတော့တောတောင်တွေလိုပဲဖြူစင်နေတော့မှာ။ဒါပေမဲ့နန်းတွင်းဆိုတာကပန်းကင်းတဲ့လမ်းမဟုတ်ဘူး။သူမရဲ့အလှနဲ့မင်းကြီးရဲ့အချစ်ကိုမနာလိုတဲ့မိဖုရား900ရဲ့အကြည့်တွေကဓားသွားတွေထက်တောင်ထက်နေခဲ့တယ်။သူမကိုဝင်ရှိလာတဲ့အခါမှာပျော်ရွှင်ခဲ့ရတာခဏလေးပါမင်းကြီးကစစ်ထွက်သွားတဲ့အချိန်သူမကလေးမွေးတဲ့အချိန်ကိုမိဖုရားတွေကစောင့်နေခဲ့ကြတဲ့ပဒုံမာဒေဝီဟာအလွန်ထူးဆန်းတဲ့ကလေးငယ်900ကိုတပြိုင်နက်မွေးဖွားခဲ့တယ်။ဒါပေမဲ့သူမကလေးမျက်နှာကိုတော့မမြင်ရခင်မှာပဲမနာလိုတဲ့မိဖုရားတွေကသူမရဲ့မျက်လုံးတွေကိုအဝတ်နဲ့စီးထားလိုက်တယ်။ပြီးတော့ကလေးတွေကိုတောင်းထဲထည့်ပြီးတစ်သားတုံးတွေနဲ့လဲလှယ်လိုက်ကြတယ်။မင်းကြီးကြည့်ပါဦးဒီမိဖုရားကလူမဟုတ်တဲ့အသားတုံးတွေတစ်သားတုံးတွေပဲမွေးတာပါဆိုတဲ့ကောလာဟာလတွေကနန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။စစ်မြေပြင်ကပြန်လာတဲ့မင်းကြီးဟာအဖြစ်မှန်ကိုမစုံစမ်းပဲဒေါသအမှောင်ဖုံးပြီးပဒုံမာဒေဝီကိုနန်းတော်ပြင်ကိုနှင်ထုတ်လိုက်ပါတော့တယ်။မိဖုရားဘဝကနေအပေခံဘဝကိုရောက်သွားတဲ့ပဒုံမာဒေဝီဟာသူမရဲ့ဖခင်ရသေးရှိရာတောထဲကိုပြန်လာခဲ့ရတယ်။သူမရဲ့ရင်ထဲမှာတော့ကလေးတွေကိုလွမ်းတဲ့စိတ်ကမီးလိုလောင်နေတာ။ငါသားလေးတွေဘယ်မှာလဲငါတကယ်ပဲအသားတုံးတွေပဲမွေးခဲ့တာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့နှစ်ပေါင်းများစွာကြာတဲ့အခါတန်ခိုးရှိတဲ့ပစ္စေကဗုဒ္ဓ900ဟာနန်းတော်ရှိကိုကြွလာတယ်မင်းကြီးကစွန့်ကပ်ပေမဲ့သူတို့ကလက်မခံဘူးငါတို့ရဲ့မိခင်ကကတ်တဲ့စွမ်းမှသာဖုံးပေးမယ်လို့ဆိုတော့မှမင်းကြီးဟာပဒုံမာဒေဝီကိုပြန်တရိရပြီးတောထဲမှာအမြန်သွားရှာခဲ့ရတယ်နန်းတော်ထဲကိုပဒုံမာဒေဝီပြန်ရောက်လာတဲ့အချိန်ဟာရင်သက်ရှုမောစရာပါပဲ။သူမကရင်ဘတ်ကိုလက်နဲ့ဖိပြီးတကယ်လို့ဒီရှင်သူမြတ်900ဟာငါရဲ့သားရင်းတွေမှန်ရင်ငါရဲ့မိခင်တို့ရည်တွေဟာသူတို့စီကိုရောက်ပါစေလို့တစ္ဆာဆိုလိုက်တဲ့အခါအံ့ဩစရာကောင်းတာကသူမရဲ့ရင်သားကနေနှုတ်ရည်တွေဟာလေထဲမှာပန်းထွက်သွားပြီးပစ္စေကဗုဒ္ဓ900ရဲ့ကတွင်ထဲကိုတဲတဲမမတ်ရောက်သွားခဲ့တယ်။ဒါဟာဘယ်သူမှညင်းလို့မရတဲ့မိခင်နဲ့သားဆိုတဲ့သက်သေပါပဲ။မနာလိုတဲ့မိဖုရားတွေအားလုံးအရှက်ရပြီးအပြစ်ပေးခံရချိန်မှာပဒုံမာဒေဝီကတော့သူမရဲ့သားတော်တွေနဲ့ပြန်ဆုံရလို့ကြည်နူးခဲ့ရပါတယ်။ဒါပေမဲ့သားတော်တွေကတရားဓမ္မနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတာမို့သူမဟာလောကီစည်းစိမ်ထက်စာရင်သားတော်တွေရဲ့ဂုဏ်ကြောင့်အေးချမ်းတဲ့ဘဝကိုရရှိသွားခဲ့ပါတော့တယ်။